Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AI character ပဲเนาะ AI character ဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့မှာဒါကျွန်တော်တကယ်ချင်းတွေပေါ့เนาะကျွန်တော်တကယ်ချင်းတွေစော့ထားတဲ့ဘယ်လိုပြောမလဲဝေါ်တွေကိုကျွန်တော်လာလေရပါတော့ဒါကတော့ဒါ AG character ဖြစ်ပါတယ်ပေါ့เนาะကျွန်တော်သူနဲ့ line မိတ်ဆက်ပေးမယ်เนาะဒါကတော့ AG character ပြီးတော့သူ့အိမ်ကိုလိုက်ပြပါမယ်ဟောဒါကတော့သူ့ရဲ့အိမ်ဖြစ်ပါတယ်ပေါ့เนาะဒါသူ့ရဲ့အိမ်ပေါ့เนาะဒါကတော့သူ့ရဲ့တလိษံနေပါမိုးရဲ့ခြံပေါ့နော်ပြီးတော့ဒီမှာသူကဒီမှာ family တစ်ခုလက်ဆောက်တာဒါကတော့ဒါသူ့ရဲ့ဂျုံ family ပေါ့နော်မိုက်တယ်ဒီကဘလို့ကျွန်တော်ဒီကနေခလုံးနေရရင်ဒီကောင်ကနေပြီးရေတွေထွက်မယ်ပြီးပြီဆိုရင်ဟိုကျွန်တော်ရှင်းပြနေအောင်ဒီကမှာရှာကြောရှိအောင်မို့ဒီထဲဝင်မယ်ဟောအေးပြီးရင်အဲ့ထဲကနေဒီမှာအဲ့တစ်တာတွေဝင်ပါကွာတဲ့အဲ့ဒီမျိုးဟာဒီအဲ့ရကြီးဘယ်ကောင်လာချတာလဲဘာလေးဟာထားလိုက်ပါကျွန်တော်ဒီဘာလို့ချတာမှမသိဘူးပြီးတော့ကျွန်တော်ဒီမှာနောက်တစ်ယောက်နဲ့ထပ်ပြီးမိတ်ဆက်ပေးမယ်ပေါ့နော်ဒါကတော့ကြော်လေးပေါ့နော်သူကတော့အခုမှဝင်လာဒါကျွန်တော်ညီပေါ့နော်ဒီကောင်က hacker skin နဲ့ဗျပြီးတော့ဟိုဘက်မှာပေါ့နော်အခုမြင်နေရအိမ်တော့ဒါတခင်စီစီရဲ့အိမ်ပေါ့နော်ကျွန်တော်သူ့ကိုလိုက်ပြမယ်ဟောပြောလိုက်တယ်သူပဲမှသူဒါကတော့ဒါသူ့ရဲ့ family ပေါ့နော်သူကတော့ဒီမှာဒီကောင်ကတောက်ပင်းကြီးရလားပါလားပဲရှင်ရေထဲမှာဆောက်ပြလိုက်တယ်ဒါတော့ဒါသူ့ရဲ့အိမ်ပေါ့နော်ဒါသူ့ရဲ့အိမ်ဒါအရှိဘက်အရှိဘက်ချမ်းပေါ့နော်ဟာရှိုးရလားဟာဒါတော့အရှိဘက်ချမ်းဒါကတော့ဒါသူ့ရဲ့ဒီဘာလဲကွာတင်ပွဲပဲကွာဒါတော့စိတ်ကဲပေါ့နော်သူကဒါသူ့ရဲ့အိမ်နောက်ဘက်ချမ်းโอเคကျွန်တော် AG character အိမ်ကိုမဝင်ပြဘူးဆိုတာကသူ့အိမ်ညာတည့်ရမှာကျင်းနေသူကဒီမှာ family တွေပါဆောက်ဟိုကလှုပ်တရားလှုပ်ရှောက်လှုပ်နေတာဆိုအခုလဲဒီမှာ villager တွေခိုင်းစားဖို့တဲ့လှုပ်နေတာပေါ့နော်ဒါကျွန်တော်တို့ဒီမှာဒီထဲမှာ villager တွေထည့်ထားမယ်ပြီးရင် icon တွေကိုစီကနေပြီးတည့်ရမလားကွာသူဒိုင်မို့အာမှာ free ရအောင်လို့လှုပ်တယ်ကြိတ်နေအဲ့လို free ရအောင်လို့လှုပ်နေတာကွာအခုကထုတ်ပြီးဒီကောင်ဘယ်ထဲထည့်မှာလဲကျွန်တော်လည်းမသိဘူးဗျာဒါကျွန်တော်လိုက်ကြည့်လိုက်အောင်လိုက်ကြည့်မယ်သူဘာလုံနေလဲဆိုတော့လိုက်ကြည့်မယ်ဗျာဟဲ့အောင်ဒီမှာတကောင်ကြနေခဲ့ပြီ what the hell ဖြစ်သွားပြီဟဲ့စားရပါချစ်သွားရင်မှတ်လိုက်ပေါ့ကွာရော့ဒီမှာရော့တက်အောင်မို့တက်လို့တက်လေရောဘာကောင်းလဲဟာတက်လို့ပြင်တွန်းနေရဗျာတက်โอเคဟိုကောင်ဘေးတောင်ရောက်သွားပြီလေတော့မယ်ခံဘလို့ခံဟိုအောင်မမြင်နေရတာနဲ့ပဲမတကောင်ကြာနေနေရမတီးဘူးလားမသိဘူးလာဒီမှာပါဒီတဲ့စင်းโอเคပြီးရင်တော့ဒီလီကိုဖြတ်ချလိုက်မယ်ကွာရောโอเคဟာကြည့်ရည်ကျွန်တော်ဒီနေ့မှာကျွန်တော်အိမ်ဆောက်ဖို့အတွက်ကျွန်တော်ဝင်လာနော်အိမ်ဆောက်ဖို့အတွက်ကျွန်တော်ဗျာကျွန်တော်သူများအိမ်နေလိုက်ပြဗျာကျွန်တော်အိမ်လိုက်ပြဆိုကျွန်တော်အိမ်ညာမရှိသေးဘူးအခုတည်းကျွန်တော်အိမ်တိမ်မှမဆောက်ရသေးဘူးဗျာအဲ့တော့ကျွန်တော်အိမ်ဆောက်မယ်โอเคပထမဆုံးလိုအပ်တဲ့အရာကတော့ကျွန်တော်သူများအိမ်ကနေပြီးကျွန်တော်ဒိုင်မွန်းတော့ခိုးရမယ်နော်ကျွန်တော်ပစိန်လုပ်ဖို့အတွက်ဒိုင်မွန်းခိုးရဒီမှာကျွန်တော်ဒိုင်မွန်းခိုးလို့ရတွေ့လား bro ဒီမှာကျွန်တော်ဒိုင်မွန်း3လုံးခိုးလိုက်မယ်ဗျာဒိုင်မွန်း3လုံးခိုးလိုက်မယ်โอเคပြီးရင်ဒိုင်မွန်းပစ်ကက်လုပ်လိုက်မှာကွာโอเคသူ့ကိုကျွန်တော်ကဒီမှာရောမျိုးစီပြန်ပေးထားလိုက်မှာကွာတည့်ရမလားဒီမှာ2 layer မှာကျွန်တော်ကမျိုးစီပြန်စိုက်ပေးထားလိုက်မှာဗျာဘာလို့လဲဆိုတော့သူကကျွန်တော်ဒိုင်မွန်း3လုံးပြီးရတဲ့အတွက်ကျွန်တော်ကဒီမှာမျိုးစီပြန်စိုက်ပေးလိုက်ဟဲ
bro ကျွန်တော်တန်နေမလား bro တန်နေမလားရော့okayဟာမိုးရွာလာပြီကွာဟာစားကူတယ်ကွာဒီကောင်ကြီးဂျာဘာမို့ထည့်တာစားတယ်ဗျာဘလူးကြီးတို့အဲ့လိုထည့်ထားမှမသိဘူးကျွန်တော်ဒီမှာဘာမှလုံးမရအောင်တစ်ချက်ချင်းစီခုတ်တယ်တင်မှာဂျာဘာမှာဘယ်လိုလဲစတိုက်ခုတ်မရဘူးအဲ့တော့အရန်ဆိုးတယ်ကျွန်တော်ဆိုမီနဲ့ချရတဲ့ခါကျကျွန်တော်ကအိမ်ကိုဘယ်နားဆောင်မလဲကျွန်တော်ဒီနားမှာဆောက်ဖို့တစဉ်းစားထားရဗျာဘာလို့လဲဆိုတော့ဒီမှာကအကုန်လုံးမြင်နေရအရင်ဆုံးဒီမှာကျွန်တော်မြေကြီးညှိလိုက်မယ်လိုင်းမကောင်းဘူးဘယ်လိုလဲအတွက်မှာအတုံးချရင်အရင်တိတာကျွန်တော်လိုင်းမကောင်းဆိုတော့ရော့ဒါမီညှိရောဒီမှာအင်းဆောက်မှာနော်โอเคကျွန်တော်တစ်ပင်ခုတ်တာကတော့ကြော်လိုက်တော့မယ်ဗျာဒီက bro လဲကျွန်တော်ဘယ်လိုပြောမလဲဆိုတော့တစ်ပင်ခုတ်တာအကြာကြီးခိုးအောင်ပါဗျာဂျီအောင်တစ်ပင်တွေကအိမ်တင်ဆောက်ဖို့တဲ့ဆိုကျွန်တော်အကြာကြီးခိုးအောင်ပါကျွန်တော်ကြော်လိုက်တော့မယ်โอเคတစ်ပင်ခုတ်ပြီးရင်ပြန်တွေ့မယ်ဒီတော့ပြောရတဲ့ဖြစ်ရောနော်ဒီမှာအဲ့ဒီလုံနေနေတီးလိုက်ရတာကျွန်တော်ဒီအပင်ခုတ်ထားတဲ့အပိုင်းကအပင်ခုတ်ထားတဲ့အပိုင်းရိုက်တာကဘယ်လိုဖြစ်သွားလဲဆိုတော့ဘယ်လိုရောက်လဲဒီအတန်နဲ့ကွာဒီလားဒီစကားပြောတဲ့အတန်နဲ့ဒီလှုပ်ဟိုဘယ်လိုပြောလဲဗီဒီယိုနဲ့စကားပြောတဲ့အတန်ပုံမြန်ပြီးတော့ဗီဒီယိုကနှေးနေအဲ့လိုပြောတာဟုတ်တယ်လုံးဝကျွန်တော်ပြန်လုပ်သေးရလုံးဝပြန်လုပ်လို့မရတော့အကြောင်းမို့ကျွန်တော်ဒီအပိုင်းကြော်လိုက်မျိုးတော့ကျွန်တော်ဒီအိမ်ပြီးတဲ့MV ရောက်တဲ့ဆိုခါတိုင်းဆိုတော့နော်ဘယ်လိုအဲ့တော့နေတီးခံပြရပါပဲဆိုတော့ကျွန်တော်လည်းတက်နိုင်ဆုံးပြန်လုပ်ကြည့်ရဗျာလုံးဝဘလို့မှလုပ်လို့မရတော့ဒီမှာလုံးဝလုပ်မရတော့အဲ့ဒါလေးလာပြောပါဘောနော်အဲ့ဒါလေးလာပြော1 2 3တာဒါကျွန်တော်အိမ်ပါနော်ကျွန်တော်ဆောက်ထားဒီမှာကျွန်တော်ဒီဘက်မှာတော့ကျွန်တော်နောက်ပိုင်းရရင်ဒီမှာကျွန်တော်နွားတွေမွေးမယ်နော်ဒါမှမဟုတ်ကျွန်တော်စိုက်ခင်းလေးတစ်ခုလုပ်မယ်ပေါ့ဗျာတစ်ခုလုပ်ဖို့တဲ့ဒီမှာဒါဒီဘက်ချမ်းဒါဘေးဘက်ချမ်းပေါ့နော်ဒီမှာဒါနောက်ဘက်ချမ်းဒါနောက်ဘက်ချမ်းပြီးတော့ဒါတော့ပြီးကျွန်တော်ပြင်းပေါက်တွေပါတော့ဘာမှမလုပ်ပါသေးဘူးပြင်းပေါက်တွေပါတော့ဘာမှမလုပ်ဒါပေမဲ့ဘိုင်ပြီးပေါ့နော်နောက်မှပဲပြင်းပေါက်တွေထည့်လိုက်တော့မယ်ပြီးတော့ဒီမှာထကိုးလေးပါတုတ်ထားရနော်ထကိုးခန်းပါတုတ်ထားဒါတော့ကျွန်တော်ထကိုးခန်းပါနော်အမိုက်တယ်မလား bro ကျွန်တော်ဒါစောက်တဲ့သူလိုပဲစောက်ထားပဲတိတ်တော့မလှဘူးဗျကျွန်တော်ဒီမှာဟိုဟာလောက်အောင်မယ်ဆိုတော့ပြင်းပေါက်တွေလောက်အောင်မယ်ပြီးတော့ပြီးလည်းမပြီးသေးဘူးဆိုတော့မိုက်ပါအဲ့လိုဒီနေ့ဗီဒီယိုလေးရောဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီဗီဒီယိုအခုထက်ထိအဆုံးထိကြည့်ပြီးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါပြီးတော့ကျွန်တော်အကောက်လေးကိုsubscribe နှိပ်ပြီးသွားကြပါဦးနော်ကျွန်တော်အကောက်လေး subscribe နှိပ်ပြီးတော့ like ကလေးလုပ်ပြီးသွားကြပါဦးပြီးတော့ကျွန်တော်နောက်ဗီဒီယိုရရင်ကျွန်တော်တို့တငယ်ချင်းတွေအားရောဒီကောင် family ဘယ်လိုပြောမဟုတ်အသက်ပြန်ရွှေ့တာကျွန်တော်မသိလိုက်ဘူးကျွန်တော်နောက်ဗီဒီယိုရရင်တော့ကျွန်တော်တငယ်ချင်း3ယောက်ကျွန်တော်ညီလည်းပါရင်ပါမယ်နော်ကျွန်တော်အနာဒရဂွန်တွတ်တက်မှာပေါ့နော်ကျွန်တော်အနာဒရဂွန်တွတ်တက်မှာပါဟုတ်တယ်မလား bro ဟဲ့သူတို့ကျွန်တော်ပြောမကြောက်အောင်ခဏသူတို့လည်းပြောထားနော်ကျွန်တော်အနာဒရဂွန်တွတ်တက်မှာရောက်နေကျုံးနဲ့ပြစ်တက်ရောဟာဒီပါဟာဒါပါကြီးလေဒါအဲ့ဒီခရက်တာစောက်ထားတာ bro အဲ့မှာကြည်အောင်ဗျာအဲ့ကောင်တောင်းရင်းညစ်ပတ်တာဗျာကဲနောက်ဗီဒီယိုကျရင်ပြန်တွေ့ပါမယ်နော် bye bye